အားလုံးပဲမင်္ဂလာပါ皆さんこんにちはဒီနေ့မှာတော့ week 2 day 5ကသင်ခဲ့တယ်စကားလုံးလေးတွေကြည့်ပြီးတော့လင်းရှုလေးတွေကိုလေ့လာကြပါမယ် day 5မှာပါသင်ခဲ့တာလဲဆိုတော့ noun にしたらဒီ noun နေရာမှာဒါဆိုရင်နဲ့ဒီအခြေအနေတစ်ခု通したら通すればဒီအခြေအနေတစ်ခုဒါဆိုရင် if ဆိုတဲ့အဓိပ္ပာယ်ဒီအခြေအနေတစ်ခု通してもeven if ဒီအခြေအနေဆိုရင်တောင်မှဆိုတဲ့အဓိပ္ပာယ်နဲ့နောက်ဆုံးမှာ noun 1ကို noun 2တို့ဆိုတော့ဒီ noun 1ကို noun 2လို့သတ်မှတ်ပြီးတော့ဆိုတာလေးတွေသင်ခဲ့ပါတယ်ဒီနောက်မှာပါလဲလာမယ်ရှိတဲလားစူးရူလားရှိတာနာလဲလိုက်ပြီးတော့ verb လား noun လား꿰မယ်ဒီအရာလေးတစ်ခုကတော့စကားလုံးလေးတွေဥပမာစာကြောင်းလေးတွေနဲ့အလိုချက်ခဲ့မယ်ထင်ပါတယ်အဲတော့早速いきたいと思います一番လေးကပါလဲဆိုတော့このクラスではဒီတန်းထဲမှာ新聞をဆိုတော့သတင်းစာကိုဒီ noun တစ်ခုတွေ့ပြီเนาะ教材 noun 2နောက်တစ်ခုစတားတာတွေ့ပြီနောက်ကပါလာမယ်ဆက်ကြည့်အောင်通してにしたら使いますဒီတန်းထဲမှာသတင်းစာကိုတင်ထောက်ကူအဖြစ်နဲ့တင်ထောက်ကူအဖြစ်နဲ့ဆိုတော့通してတင်ထောက်ကူအဖြစ်နဲ့使いますဆိုတာက verb ဖြစ်ပြီနော် noun 1 or noun 2通してနောက်က verb လေးလိုက်တာဒီနောက်ကဟာလေးသင်ခဲ့တဲ့နံပါတ်4番လေးပေါ့နော်အဲ့ဒါလေးကိုတုံးပြသွားတာဖြစ်ပါတယ်ကဲညီပါလေးကြည့်ရအောင်彼にしたらသူဒါဆိုလို့ရှိရင်သူဒီ noun にしたらဒီ noun နေရာမှာဆိုရင်ဟုတ်ပြီနော်ဒီ noun にしたってဒီ noun even if ဒီ noun နေရာမှာဒါဆိုဒီ noun ဒါဆိုရင်ပေါ့နော်ဟုတ်ပြီနော်ဒီ noun ဒါဆိုရင်ဘာဖြစ်မလဲမကြည့်ဘူးစကြည့်အောင်大したことではないရေးကြည့်တဲ့ကိစ္စမဟုတ်ဘူးဒါတော့ကမဟုတ်တော့ဘူးဆိုပေမဲ့私にငါအတွက်とってはငါအတွက်တော့重大な問題အရန်ကိုကြီးမားတဲ့ပြဿနာပါခါတဲ့သူ့နေရာမှာဒါဆိုရင်အရန်ကြီးမားတဲ့ပြဿနာမဟုတ်ပေမဲ့ဟုတ်ပြီနော်နောက်တစ်ခုကသူတောင်မှကြီးမားတဲ့ပြဿနာမဟုတ်ပေမဲ့ဆိုတော့ဖြစ်နိုင်တာက A ပဲဖြစ်မယ်သူ့နေရာမှာတော့ဆိုရင်တော့အလောက်ကြီးတဲ့ပြဿနာမဟုတ်ပေမဲ့ငါအတွက်ကတော့အရန်ကြီးရဲ့ပြဿနာပါဆိုတဲ့အဓိပ္ပာယ်လေးရတဲ့ကြောင့်ပြင်မှန်လေးက A ဖြစ်ပါမယ်3番ကြည့်အောင်旅行する通して通したらဆိုတော့通してဆိုတာကတွားမယ်ဆိုလို့ရှင်通して通してရပါမှာဘာလာလဲဆိုတော့ noun 1 or noun 2通してပဲသုံးပါဒီမှာ noun တွေမပါဘူးလေနော်အဲ့တော့通したらအဓိပ္ပာယ်ကကြတော့通したらဆိုတော့ if သူကတွားခဲ့တယ်ဒီတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အဲ့တော့ခရီးတွားပြေးခဲ့တယ်ဆိုရင်夏休みにしようと思います။နေရာဒီကြောင့်ပြရမှာတော့မယ်လို့စဉ်းစားထားပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ပြင်မှန်လေးက B ဖြစ်ပါမယ်။ခရီးတွားပြေးခဲ့တယ်ဆိုရင် if I go to trip ပေါ့နော်။အဲ့လိုမျိုးလေးစဉ်းစားလို့ရပါမယ်နော်။4番လေးကြည့်အောင်この集まりはဒီစုစည်းတာပေါ့နော်ဒီ gathering ဒီစုစည်းတာကတော့国際交流ဆိုတော့国際ကကြတော့ international ပြည်ပြည်ဆိုင်ရာ交流ဆိုတာက exchange လုပ်တာပေါ့နော်ဖလှယ်တာအဲ့တော့ပြည်ပြည်ဆိုင်ရာဖလှယ်တယ်目的ဆိုတော့ရည်ရွယ်ချက်通して通したものですものဆိုတော့ဒီဟာက noun ဖြစ်မယ် noun 1 or noun 2通してနောက်မှာက verb ပဲလိုက်မှာ通したနောက်မှာ noun လိုက်မှာဟုတ်ပြီနော်အဲ့တော့ပြင်မှန်က通したものですကျင်နာလည်းမထင်ပါတယ်ကိုဝမ်းကြည့်အောင်もしကဲ၍男に生まれたယောက်ျားလေးဖြစ်နေမွေးလာ
ခဲ့တယ်ဆိုရင်တော့ဒီအလုပ်ကိုこの仕事をလုပ်ချင်ပါတယ်したいですဖြစ်မလားခဲ့တယ်ဆိုရင်တော့通してはဆိုလို့ရှိရင်သူကယောက်ျားလေးဖြစ်မွေးလာတယ်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်ဒီလောက်ကိုလုပ်ချင်တယ်မဟုတ်ဘူးလေယောက်ျားလေးဖြစ်မွေးလာတယ်ဆိုရင်တောင်မှဒီလောက်ကိုလုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့မှတ်မယ်လေเนาะအဲ့တော့ B လေးကိုယူပါမယ်တခုဆက်ကြည့်ရအောင်6番ちょっとတိတ်ပြီးတော့信じられないမယုံရတဲ့ことだがကိစ္စဆိုပေမဲ့もしအကယ်၍ဆိုတဲ့ကအဲ့ဒါကဒါဆိုတော့ဘာလဲတော့မသိဘူးမယုံရတဲ့ကိစ္စဟုတ်ပြီနော်တိတ်ပြီးတော့မယုံရတဲ့ကိစ္စဆိုပေမဲ့နောက်ကကြည့်မယ်ထိုးしたらထိုးしたらဆိုတာကသူကပြောခဲ့တဲ့စကားလုံးကနာနီနာနီထိုးしたらဆိုတော့ if အကယ်၍ဟုတ်ပြီနော်ကြည်実ဆိုတော့အမှန်တရားအမှန်သာဆိုရင်အမှန်သာဆိုရင်သူကဒီမှာဆက်သွားပြီနော်ဟိုနော်စုကိုကြီးဆိုတော့တကယ်ကိုအံ့ဩဖို့ကောင်းတယ်တကယ်ကိုအံ့ဩဖို့ကောင်းတယ်発見ဆိုတာကတွေးရှိမှုပေါ့နော်တွေးရှိမှုပါဆို発見ဆိုတာကပထမဆုံးတွေးရှိတာပေါ့နော်သူတွေးရှိမှုပါစံတတိထွင်တာတွေပါဒီကိစ္စတွေပြောတာပေါ့နော်発見ဆိုတော့တွေးရှိမှုပါအဲ့တော့ဖြစ်နိုင်တာကထိုးしたらရဲ့ရှေ့မှာဗာလိုက်လို့ရလဲဆိုတော့ verb ကို noun ကို adjective ကိုချိန်ထားလိုက်လို့ရတယ်တော့မြန်မာလိုလေးပဲစဉ်းစားမယ်ဒါတော့တိတ်ပြီးတော့မယုံဝပင်မဲ့တကယ်၍အကယ်၍အဲ့ဒါကအမှန်ဒါဆိုရင်ဒါဆိုရင်ဆိုတဲ့ပဲပေါ့နော်အမှန်ဒါဆိုရင်တကယ်ကိုအံ့ဩဖို့ကောင်းတဲ့တွေ့ရှိမှုပဲものすごい発見だဒီစာကြောင်းလေးစဉ်းစားသွားတာမြန်မာလိုလေးပဲเนาะမယုံဝပင်မဲ့တကယ်၍ဒီဟာကအမှန်သာဆိုရင်တကယ်ကိုအံ့ဩဖို့ကောင်းတဲ့တွေ့ရှိမှုပါပဲဆိုပြီးဖြေလေးရပါမယ်ကဲနောက်တစ်ဆက်ကြည့်အောင်နာနာပါこれはဒါက作品でဆိုတာကသူကဒီပစ္စည်းပေါ့နော်ဒါပစ္စည်းဆိုပေမဲ့သူကဘယ်လိုပြောမလဲအနုပညာပစ္စည်းတို့ပါတော့အဲ့လိုမျိုးရိုးရိုးပစ္စည်းထက်ကတော့အနုပညာဆန်တဲ့ပစ္စည်းတို့တခုခု skill တခုခုအသုံးပြုပြီးတော့မှပြုလုပ်ထားတဲ့ပစ္စည်းမျိုးပြောတာပေါ့နော်အဲ့တော့ကြည်ရအောင်က作られたဆိုတော့ပြုလုပ်ခဲ့တဲ့ဟေဝါကိုဆိုတော့ peace ငြိမ်းချမ်းရေးပေါ့နော်ငြိမ်းချမ်းရေးကို通してလို့何々何はをnoun to 通してそれ通してထုံးလာတယ်နော်テーマဆိုတော့ theme လေးပေါ့နော်အဲ့ဒါဆိုရင်ဖြစ်နိုင်တာက noun を noun to 通してဆိုတော့ဒီ通してရှိမှ noun တစ်လုံးပါမယ်အဲ့ဒီကြားထဲမှာ o ပါမယ်ဆိုတော့ o ပါတဲ့ noun ကပါလေ noun က o ဆိုတော့ဟေဝ o တင်းမှာ theme ဆိုတာကဒါလည်း noun ပဲလေဟုတ်ပြီနော်အဲ့တော့ဖြစ်နိုင်ရလေးစဉ်းစားကြည့်အောင်ဒီဟာကငြိမ်းချမ်းရေးကိုဟေဝါကိုအဲ့တော့ o နောက်မှာလဲ o ပါတဲ့ noun ကဟေဝါ o theme လို့4番テーマ通してဟုတ်ပြီနော်通してလာမယ်テーマ通して作られた作品ですဟုတ်ပြီနော်အဲ့တော့ဒီအရာလေးကကျတော့ format ကလေးကနေစဉ်းစားသွားတာ noun 1 o 通してတွေ့တဲ့ကြောင့်မလို့ပါလဲ noun 1 o noun 2通してရှိမှ noun တစ်ခုလာမယ်ဒီရှိမှကျတော့ noun o ဒီထဲမှာ noun ကပါလဲဆိုတော့2番နဲ့4番 noun ဒါပေမဲ့ o ပါတဲ့ noun ကပါလဲဆိုတော့2番အဲ့တော့2番ကိုအရင်ရေးတယ်ပြီးတော့မှ noun 2ဆိုတော့4番လေးကိုအရင်ရေးတယ်通してက3番လေးကိုရေးနောက်ဆုံးကျန်တာလေးက1番ဟုတ်ပြီနော်ဒီဟာလေးက peace ကိုငြိမ်းချမ်းရေးကိုတင်းမဖြစ်နဲ့သတ်မှတ်ခဲ့တယ်သတ်မှတ်ပြီးပြုလုပ်ခဲ့တဲ့ပစ္စည်းလေးဖြစ်ပါတယ်ဆိုပြီးစဉ်းစားပုံစဉ်းစားနည်းလေးနားလည်မယ်ထင်ပါတယ်今日もありがとうございました。